ကောင်လေးကခလုတ်ကိုညင်သားစွာလက်သည်စက်တင်ခလုတ်ကိုလိမ့်လိုက်တယ်လက်ပတ်နေတဲ့ကနေတွေရက်သွားတဲ့အခါစက်တင်ရင်ခုံပေါ်ကလင်းကအလိုလျောက်ရွေ့လျောက်လာတယ်တတ်မှတ်ထားတဲ့နေရာကိုရောက်တဲ့အခါကတ်တခုရုတ်တရက်ထွက်လာတယ်ဒါနီကကတ်ကိုမြန်မြန်ကောက်ယူပြီးသူ့ကိုရှင်းပြခိုင်းတယ်ကတ်ကအုတ်ကဖန်ကျွေးကြတော်မယ်ဆိုတာကိုတတိပေးပြီးချက်ချင်းပုံအောင်ထိုလိုအပ်တယ်လို့တတိပေးတယ်ဝါတာကစိတ်မရှိတဲ့မျက်နှာနဲ့ရှင်းပြတယ်ရုတ်တရက်ကောင်းကင်ကနေမီးလုံးတစ်လုံးပြုတ်ကျလာပြီးကတ်ကိုချက်ချင်းထိုးဖောက်ဝင်ရောက်သွားပြီးဂျမ်းပြင်မှာတော့အပေါက်တစ်ခုလောင်ကျွမ်းသွားတယ်နေရာစလုံးပေါက်ကွဲနေတဲ့မျက်နှာချက်ကိုအန်ထော်တကြည့်မော်ကြည့်လိုက်ကြတယ်နောက်တစ်စက္ကန့်အတွင်းမှာအခန်းကပြင်းထန်စွာတုန်ခါလာတယ်နောက်ထပ်အုတ်ကပြတစ်လုံးပြုတ်ကျလာတယ်လုံခြုံတဲ့လမ်းကြောင်းကိုရွေးချယ်ဖို့အချိန်မရှိတာကြောင့်သူတို့အိမ်ထဲမှာထိတ်လန့်တကြားပြေးလွှာနေကြတယ်စက်တိုက်ချရောက်နေတဲ့ထိခိုက်မှုတွေကြောင့်မျက်နှာချက်ကပြအောင်လို့ဖြစ်သွားခဲ့တယ်မိတောင်နေတဲ့ဝုတ်ကပြင်းရဲ့တောက်လောင်မှုကိုရင်ဆိုင်ရင်းဝါတာကထွက်ပြေးဖို့စူးစမ်းရင်းရှေ့တိုးနာငင်ပြေးလွှာနေခဲ့တယ်ပုံစံနေရာမရှိတော့ပဲအနီးအနားကမိဖို့ထက်ကိုခုန်ဝင်သွားတယ်ဒါပေမဲ့ဒန်နီမှာပုံစံနေရာမရှိဘူးဝါတာကသူ့ကိုအရေးတကြီးအော်ဟစ်လိုက်တယ်သူ့အကိုရဲ့အတန်းကြတော့ဒန်နီကကျမ်းပြင်ကနေကျွတ်စွပ်ကိုဆွဲယူပြီးမိဖို့စီပြေးသွားတယ်ဥက္ကပြန်ရဲ့ကြီးမားတဲ့ဖြက်စီးနိုင်စွမ်းကအိမ်တစ်ခုလုံးကိုအပေါက်တင်နဲ့ပြစ်နှက်သွားစေခဲ့တယ်ပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုအပြီးမှာအခန်းဟာတဖြည်းဖြည်းငင်တက်သွားခဲ့တယ်တုံလုံးနေစဲမှာတဲ့နှစ်ယောက်သားမိလောင်ချင်းတွေကနေဖြည်းဖြည်းချင်းထွက်လာခဲ့ကြတယ်သူတို့ဟာလုံးဝကွဲအပ်နေတဲ့အမိုးကိုမော့ကြည့်လိုက်ကြတယ်ကျဲတွေနဲ့ပြင်းနှက်နေတဲ့ကောင်းကင်ကကြောက်စရာကောင်းလောက်အောင်နီးကပ်လာပြီဒန်နီကအိမ်ရှိတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်ချွေးရောင်နေရောင်ကြီးတန်တစ်ခုကအခန်းထဲကိုဖြာချလာတယ်တကားကိုတွန်းဖွင့်လိုက်တဲ့အခါဝင်ပေါက်ကနေမရေမတွက်နိုင်တဲ့ဥက္ကပြန်တွေပြန်ဝဲနေတာကိုသူတို့မြင်လိုက်ရတယ်ဒန်နီမတိလိုက်တာကသူမတော်တဲ့စာအထိမိလိုက်တဲ့ခလုတ်ကသူတို့ကိုဒီကျဲပြောလာတဲ့မော်ဆန်တဲ့အာကာသဆွမ်းစားခန်းတဲ့ကိုခေါ်ဆောင်သွားတယ်ဆိုတာပါပဲ